မိတ်ဆွေလာပြီးတာဆိုင်ဒီစကိုအဲကြောင့်လို့စီရိုနာမှာဒီရောက်မယ်ရှာမဲ့ item တွေကဆိုင်အတွက် limited လုပ်ထားတဲ့ item တွေဝယ်ရမှာလားတခြားပစ္စည်းရတယ်ပေါ့နော်အဓိကဆိုင်ဆိုပြီးဆိုင်လို့ဆိုပြီးဆိုင်နဲ့ကပ်ပြီးတော့နော်ဒီလိုဝင်မွေးဖို့ချစ်တယ်ဒီဘက်ကတော့ဘက်ဟိုပါပေါ့နော် backdrop ပေါ့နော် 360 camera ကြီးပါ camera ကြီးနဲ့လက်ပြီးတော့ရိုက်ရတယ်အဲ့ဒါတော့နောက်မှရှိလို့စီလိုနာမှာတဲတယ်ပေါ့နော်တောင်းလိုက်နောက်မှဝယ်ဆိုတော့ဒီမှာကြည့်ပါဦးဒီကောက်ဆက်ဒီဖြောင်းဆက်ဒီမှာမိကတဲ့ညကျမဒွေးမှုလေးတွေကမင်းပြင်ပေးထားတာပေါ့နော်ဒီမှာရှိမယ်အဲဒီကနေဆေးရီအဘဆေးရီဟိုမလားစီဝနာမြဲတဲနေကြဝင်ဝင်ရဒီမှာတဲရအရန်ကိုကြိုက်ပါရဲ့ဟောဒီမှာအင်ဂျီလေး light dress လေးပေါ့နော်အဲ့ဆိုရင်မနက်ဖြန် make up ပြင်ပြောလို့မိုက်စားဖြစ်နေလဲဆိုတာကြည့်ပြပါဦး